ရွေးကောက်ပွဲအလွန်မှာတော်လှန်ရေးအခြေအနေပါဆက်ဖြစ်နိုင်တယ်။အရင်ဆုံးရွေးကောက်ပွဲကိုစဉ်းစားကြည့်ရအောင်ပါ။2021ခုနှစ်ထဲက6လတခါတက်တန်းတိုးလာတဲ့စစ်တပ်ဟာခုတော့ရွေးကောက်ပွဲဆိုပြီးကြီးကြီးကျယ်ကျယ်ပြောနေပေမဲ့ဒါဟာတရုတ်လမ်းညွှန်မှုနဲ့စစ်အုပ်စုရဲ့တက်တန်းတိုးနည်းတစ်ခုပါပဲ။ရွေးကောက်ပွဲဟာစစ်တပ်ရဲ့6လတခါတက်တန်းတိုးတာလောက်တောင်ထူးခြားမှုမရှိတဲ့အပြင်ဘယ်သူနိုင်ပြီးဘယ်သူကသမရတက်လို့မလဲဆိုတာတင်းတို့တောင်ကြိုသိနေပြီးသားကိစ္စပါ။ဒါပေမဲ့တင်းတို့မသိသေးတာကဒီရွေးကောက်ပွဲပြီးသွားရင်တင်းတို့ရောတက်ထောက်ခံသူတွေပါမကြမ်းအသက်ရှင်နေထိုင်ဖို့ပိုခက်ခဲလာမယ်။ဘာသာရေးပဋိပက္ခတွေမကြခင်ဖြစ်လာမယ်။လူထုရဲ့ဆင်းရဲတွင်ပိုနှက်လာမယ်ဆိုတာပါပဲ။ရွေးကောက်ပွဲအပြီးတော်လှန်ရေးအခြေအနေမှာစစ်မျက်နှာစာပိုများလာမယ်တော်လှန်ရေးတပ်တွေအနေနဲ့ကိုတူးကိုကြုံရမယ့်အခြေအနေကောင်းတစ်ရက်ကိုရောက်လာမယ်။ခုချိန်ဟာတော်လှန်ရေးတပ်တွေအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အကူအညီကိုရယူနေရဆဲဖြစ်ပြီးတော့အမိခိုကင်းတဲ့တော်လှန်ရေးအင်အားစုတစ်ရက်စီကိုဦးတည်လာလိမ့်မယ်။နယ်မြေစိုးမိုးမှုထက်အခြေစိုက်ရမယ့်ဌာနေနယ်မြေတွေကိုပိုအားစိုက်လာလိမ့်မယ်။မြို့ပြလူထုရဲ့အခက်အခဲတွေကစစ်ဆိုးရကြောင်းဆိုတာတိတိတတ်တာပေါ်လွင်လာလိမ့်မယ်။ဒီအခက်အခဲတွေဟာစစ်တပ်ထောက်ခံသူတွေကိုပါအလားတူခံစားကြရမှာဖြစ်တယ်။နောက်နေ့ဗီဒီယိုမှာရွေးကောက်ပွဲဘာကြောင့်ဖြစ်လာရသလဲဆိုတာကိုတင်ပေးပါမယ်။